对，断。ဒီမှာမင်းဘာတူလဲဘယ်ကနေဘလို့ဖြစ်ပြီးတော့ဒီအိမ်ကိုရောက်နေရလဲပြောပြောရရင်တော့အရှိကြီးပေါ့ရှင်အရှိကြီးဆိုတာကိုရရောင်နဲ့သိသူတယောက်ကလွဲရင်ဘယ်သူမှချစ်လို့မရပါသူတီးသားနဲ့နေနိုင်လားချစ်ရဲ့တီလားအရေးထဲမှာတချင်းလာစုံနေသေးတယ်မင်းဘယ်ကလာလဲပြောပါလို့ပြောနေတယ်ကျမဆက်ဆက်လာတော့လေဟိုးလာတော့အပေါက်ကလေးတစ်ခုတည်းကိုဝင်လိုက်လို့ရှိရင်ရှမ်းပြည်ရရေအိုင်လေးတွေကိုရောက်သွားရောအဲ့ဒီရေအိုင်လေးတွေကလေအပေါက်ကလေးတစ်ခုကိုမှိုက်လိုက်တော့ငရဲနှကောင်ထွက်လာတကောင်ကအထိတကောင်ကအမဩအဲ့ဒီငရဲနဲ့အိမ်ထောင်ချပေးတဲ့ကိစ္စနောက်မှလုပ်စမ်းပါအခုလောလောဆယ်ညီးနာပဲဘာတူလဲအရင်ပြောနာမည်ဆေးရုံပို့မှဖြစ်မယ်ဟုတ်တယ်စိတ်မလိုက်တိုင်းကိုကြောက်လိုက်မမူကြီးတော့အဲ့မလိုက်ဘူးဘယ်တော့တော့နေတော့မမအောင်စားနဲ့တူနေမနော်မအောင်စောလေကျိုးကမုံမဲ့လူကျတော့မမအောင်စောတယ်ငါကြတော့ဖင်အောင်တော့ထိုးရဟလားဟမ်တနာပါလေဆရာရဲ့ရုပ်ကလေးချိုးချိုးလေးနေနော်အိတ်ချင်လိုက်မအောင်စားတော့အိတ်ကြမယ်နော်အေးမစကားမပြောနဲ့ရောဒါယူတာသူ့ကိုပြရကြတယ်နော်စကားတူတူပြောနော်အားကြအားညမလုံးနဲ့မိုးချုံနေပြီဒီကိစ္စကိုဒီညတော့ဒီမှာပဲထားလိုက်တော့เนาะညစ်လဲနဲ့ပြီမနေ့ကမှရပါတာယုံတို့ရဲစခန်းတို့အကြောင်းကြားပြီးရင်သတင်းစာထဲမှာကြော်ညာထည့်ပြီးပိုင်ရှင်မြန်ရှာရမယ်ဘုရားတရားမှာပိုင်ရှင်မြန်တွေ့ပါဘူးဒါမျိုးနဲ့ဆိုအာနုတို့တင်ဖို့ပဲရှိတော့တယ်ညီရောဟိုချစ်တူလေးရှိကိုကြောင်းသွားပြီတဲ့ကောင်မလေးရောက်နေတဲ့ကြောင်းကိုရဲစခန်းနဲ့ရဲဝတ်တော့သူ့ကိုလှည့်ပြီးထောင်းကြပြီကောင်းကျွန်တော်လည်းသတင်းစာရဲ့ကြော်ညာထည့်ဖို့အတွက်စာစီပြီးသွားပြီကောင်မလေးတက်ကုန်တယ်လို့ကဲကောင်းမလေးမင်းတို့ဓာတ်ပုံလှလှလေးရိုက်ပေးမယ်နော်ဟာလားပြုံးလေးနေရိုက်မယ်နော်1 2 3အဲ့လိုမဟုတ်ဘူးလေပြုံးလေးနေ1 2 3ဟာကဲမရိုက်တော့ဘူးသူ့ဓာတ်ပုံရိုက်နေငါပါယူတော့မယ်ရော့ဒီတိုင်းကကြော်ညာသွားထည့်လိုက်တော့ဟုတ်ကဲ့အစီဘာလဲကြော်ညာဘူးလေဟာရော့ဆရာဘာလဲဒီမှာဝတ်ဝစားမရှိတော့အဲ့ဒါလေကျမဝစားနေလည်းမတော်ဘူးအဲ့ဒါဘာဖြစ်လဲအဲ့ဒါဝယ်ဖို့ဟာနိုင်တော့ဖွတ်တက်ပြီနဲ့တူပါရဲ့ဖွတ်တက်တယ်လို့မပြောပါနဲ့ဆရာရဲ့စုပ်ကောလက်ကောဝင်တာပါဟုတ်တယ်နော်ချစ်ဒီဘက်ကတော့အရန်ကိုတဲ့နေဟလားဓာတ်တူနဲ့စိတ်ပဲရှင်ဟလား
စဉ်းစား ဘာကိစ္စလဲတင်လာမေ့တော့အော်ဟုတ်လက်ဆက်စီလိုကိစ္စမလား sorry နော်တင်လာလားကမထွက်သေးဘူးလေ အဲ့တော့ဒီအချိန်လေးဆွဲပြီးမနှိမ့်ဆက်ပါနဲ့တင်ပါရဲ့ဟိုကိုကတော့မေးနေပြီလားဟိုမိကောင်မလေးရတဲ့အခုချိန်ကြီးအဖြစ်မပေးသေးဘူးလားတဲ့နောက်နေ့ကြောင်းပြီးလို့မှဒီလိုမျိုးအချိန်လေးဆွဲနေတခြားကောင်မလေးနဲ့ပေးစားလိုက်ပါတဲ့ဟိုအဲ့ဒါကိုတကယ်ပြောနေတာနော် အကိုရလာပြောနေနဲ့ညီညီအဲ့လောက်ထိဇလန်းထွင်နေလို့ရှင်လေလေညီညီအကိုလိုပဲညီညီနဲ့စားရဆရာလို့ပါ စာရေးဆရာလုပ်မယ်ဆိုရင်တော့ညီရလေအချစ်ဇလန်းတွေပဲရေးချင်တာအချစ်ဇလန်းရေးဖို့အတွက်ကြောက်တယ်ကိုယ်တိုင်ကရေးစားတော့မရှိသေးဘူးဆိုတော့ဇလန်းလေးပါလေရှာအောင်ဒီမှာပုံထားတာ ပြောရဆိုရင်လည်းဒီဘက်လှည့်လာတယ်ဆရာညီညီကိုတကယ်တရားဆိုရှိပါတယ်ဒါပေမဲ့ညီညီကပညာမပြည့်စုံသေးဘူးလေတင်သားကလည်းတင်သားဘွားရည်နဲ့ချက်တွေမပြည့်စုံသေးဘူး ဟောတင်းစားရဲ့စိတ်ထဲကဖြစ်ချင်တဲ့အတိုင်းတကယ်လိုက်ဖြစ်တဲ့ဘဝမျိုးလို့သူရမှာလေဒါပေမဲ့တကယ်ရဖို့တဲ့စဉ်းစားမယ်ဆိုတာမှလေဟိုခေါင်းတစ်လုံးလေးနဲ့စဉ်းစားတာတဲ့ဟိုခေါင်းနှလုံးနဲ့စဉ်းစားတာပိုပြီးနေစားဟုတ်တယ် ကြည့်အဲ့ညာစဉ်းစားလိုက်လေသူ့ဘို့ကြီးပဲဆရာဝန်လောင်းလို့ညာကောင်းတာထားလိုက်ပါတော့အဲ့ဒီစကလုံးအလှပအနူးရရကြတော့ဆိုင်ဆရာကြီးလို့လားကဲပြော တင်လာရဲ့ခံစားချက်ရှိတဲ့သူတွေကိုလေအချစ်ဆိုတဲ့တော့တန်လေးနဲ့ဖွင့်လိုက်လို့ရှိရင်သူ့ရဲ့နှလုံးသားထဲမှာစကလုံးပန်းပွင့်လေးကဥယျာဉ်ကြောင့်ဖြစ်နေတာအဲ့ဒီပန်းပွင့်လေးကိုလေဟိုတပွင့်စီရွေးတည်ပြီးတော့ပြောနေလို့ရှိရင်ပြီးမှတော့ဟုတ်တော့တင်လာအဲ့ဒီစကလုံးလေးရဲ့ကိုစားပြီးဒီရင်တို့လေးကိုတင်ထားပေးတာတင်းစားနှလုံးသားနဲ့အနည်းဆုံးနေရာမှာထူထားတယ်နော်ဟိုလာမယ့်စနေနေ့ကျရင်ကိုလာ